အကြောင်းကတော့ချန်နီတရားကနေပြန်အသက်ရှင်လာလို့ NOB သတိမေ့သွားပါတော့တယ်ဒီလိုနဲ့ချန်နီကရိုဘီစီပြောင်းသွားခဲ့ပါတယ်ဂေဖာဝိုကတော့ဆွမ်းအားသုံးလိုက်တဲ့ဘေးထွက်ဆူကျိုးတွေကိုခံစားနေရပါတယ်တကယ်တော့ဟိုယန်းကအုံချောင်းကိုရေလေးကလေးကသဘောကျနေခဲ့တာပါချန်နီနဲ့ရိုဘင်ကတော့အုံချောင်းသတိမေ့သွားလို့အုံချောင်းအိမ်ကိုလိုက်ပို့ခဲ့ပါတယ်ရိုဘင်ကသူတို့ကိုလိုက်တက်တဲ့သူတွေကဝန်တာကင်းတာအဖွဲလို့ဆွန်ကြောင်းကိုပြောလိုက်ပါတယ်ချန်နီအဖွားကစုံစမ်းရေးမှုဂျူမိုကိုဖြစ်ပျက်ခဲ့တာတွေကိုစုံစမ်းခိုင်းခဲ့ပါတယ်။ကန်နီကတော့အုံချောင်းမနိုးလာသေးလို့စောင့်နေရင်အုံချောင်းကအိမ်မက်ဆိုးတွေမှတ်ပြီးပစ္စည်းတွေလေးပေါ်ပြန်နေခဲ့ပါတယ်။ဒီလိုနဲ့ချန်နီကအဖွားရင်ကနေပစ္စည်းတွေယူပြီးအုံချောင်းအိမ်မှာအုံချောင်းတောက်ဖို့ဆေးနဲ့ပစ္စည်းတွေထားခဲ့ပါတယ်။မနက်မိုးလင်းတော့ချန်နီတို့အဖွဲ့ကအုံချောင်းအလုပ်လုပ်တဲ့မြို့တော်ခန်းမမှာမနာကင်းတာအဖွဲ့အကြောင်းသိကျင်လို့အုံချောင်းကိုစောင့်နေခဲ့ပါတယ်။ဟိုယန်းကလည်းအုံချောင်းတို့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒီလိုနဲ့အခန်းထဲမှာချန်နီနဲ့အုံချောင်းတို့စွမ်းအားတွေကိုအသုံးချတတ်အောင်လေ့ကျင့်နေရင်ရုတ်တရက်ဟိုယန်းကအုံချောင်းကိုသူ့စွမ်းအားတွေနဲ့စိတ်အာရုံထွေပြားအောင်လုပ်လိုက်ပါတော့တယ်။ဟိုယန်းကအုံချောင်းကိုသူတို့ဖွဲ့စီမလာပဲဦးချောင်းကြားချန်နီတို့အဖွဲ့နဲ့နေလို့အုံချောင်းကိုအပြစ်တင်နေခဲ့ပါတယ်။အုံချောင်းကတော့ဟိုဝမ်းတို့နဲ့အမြင်မတူကြောင်းသိပ္ပံပညာရှင်ဟောင်ဝန်းတို့ကိုလည်းအဖေတယောက်လိုမဆက်ဆံနိုင်ကြောင်းပြန်ပြောခဲ့ပါတယ်။ချန်နီတို့အဖွဲ့ကိုလည်းစိတ်အာရုံထွေပြားအောင်လုပ်ထားပြီးအချင်းချင်းပိုးဟက်တွေလို့မြင်ပြီးရိုက်ဖို့လုပ်နေချိန်အုံချောင်းကအတိစိတ်ဝင်ပြီးတားလိုက်ပါတော့တယ်ဒီလိုနဲ့ချန်နီကဓာတွေကိုဝန်နာကင်းတာကသူလုပ်တယ်ဆိုတာသိသွားပြီးထာဝရအသက်ရှင်နိုင်တဲ့ကလေးကိုလာရှာတာဆိုတာလည်းသိသွားပါတယ်အတိတ်တုန်းကသိပ္ပံပညာရှင်ဟောင်ဝန်းတို့ရဲ့စသက်မှုကိုချန်နီအဖွားကထောက်ပံ့ပေးခဲ့တဲ့အတွက်ချန်နီအခုလိုနှလုံးရက်သွားတာတောင်ပြန်အသက်ရှင်နိုင်တာဟာအတိတ်ကနှလုံးအစားထိုးခဲ့တာဖြစ်နိုင်တယ်လို့အုံချောင်းကချန်နီကိုပြောခဲ့ပါတယ်ဒီလိုနဲ့ချန်နီကသူတရားကနေပြန်အသက်ရှင်လာကြောင်းအဖွားကိုပြောလိုက်ပါတော့တယ်ဒီလိုနဲ့အတိတ်တုန်းကမတော်တဆမှုဖြစ်ပြီးထာဝရအသက်ရှင်နိုင်တဲ့ကလေးဟာဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတည်သွားရာကနေနှလုံးကပြန်ခုန်လာခဲ့ပေမဲ့အုံနောက်တ िश ူးတွေကိုတော့ပြန်ယူလို့မရတော့လို့ချန်နီအဖွားနဲ့စီယုံအုံချွဲတို့ဟာချန်နီကိုထာဝရအသက်ရှင်နိုင်တဲ့ကလေးရဲ့နှလုံးနဲ့အစားထိုးခဲ့ကြောင်းချန်နီအဖွားကချန်နီကိုဖြစ်ကြောင်းကုံစင်ပြောလိုက်ပါတော့တယ်ဒီလိုနဲ့ချန်နီတယောက်ထာဝရအသက်ရှင်နိုင်တဲ့ကလေးရဲ့နှလုံးရထားပြီးအဖွားကစသက်မှုကိုထောက်ပံ့ခဲ့တာကိုသိသွားလို့အိယာထဲမှာပဲလှဲနေခဲ့ပြီးကိုယ့်ကိုအပြစ်တင်နေပါတယ်တစ်ဖက်မှာတော့ဂင်ဖာဝိုတို့အဖွဲ့ကဖះเจ้าထဲမှာသူတို့ရဲ့အကြံစီတွေကိုလူတွေလက်ခံလာအောင်စီယုံနေခဲ့ပါတယ်။စုံစမ်းရေးမှုဂျူမိုကလည်းစုံစမ်းစစ်ဆေးဖို့ဖះเจ้าထဲမှာရှိနေခဲ့ပါတယ်။ချန်နီတို့အဖွဲ့ကလည်းစွမ်းအားတွေအသုံးချတတ်လာအောင်လေ့ကျင့်နေကြရင်ရိုဘီရဲ့အင်အားကြီးစွမ်းအားဟာစိတ်ထိခိုက်တဲ့အချိန်မှာပေါ်လာတတ်ပြီးဆွန်ကျန်းဟိုရဲ့ကက်ခွာစွမ်းအားဟာလည်းလိမ်ပြောတဲ့အချိန်မှာပေါ်လာတတ်ပါတယ်။ချန်နီရဲ့တနေရာနဲ့တနေရာကူပြောင်းနိုင်တဲ့စွမ်းအားကတော့စိတ်လှုပ်ရှားနေတဲ့အချိန်နှလုံးခုန်မြန်နေတဲ့အချိန်နဲ့ကော်ဖီတောက်လိုက်တဲ့အချိန်တွေမှာအစွမ်းတွေပြလာတတ်ပါတယ်။ဒီလိုနဲ့ချန်နီကအုံချောင်းလက်ကိုကင်ပြီးအစွမ်းသုံးလိုက်တာအုံချောင်းမှာချန်နီနဲ့တူတူကန်းကြီးကိုရောက်သွားပါတယ်။ချန်နီကအုံချောင်းမပါပဲအခန်းထဲပြန်ရောက်လာခဲ့ပြီးအုံချောင်းကိုခေါ်ဖို့ကန်းကြီးကိုပြန်သွားခဲ့ပါတယ်။အုံချောင်းနဲ့တူတူပြန်သွားဖို့နှစ်ယောက်သားပြေးခဲ့ပေမဲ့အနားရောက်တိုင်းချန်နီကပျောက်ပျောက်သွားပါတယ်။ဒီနေရာမှာစဉ်းစားစရာကနှစ်ယောက်သားပြေးစရာမလိုပဲအုံချောင်းရဲ့ပစ္စည်းတွေနဲ့လူတွေကိုရွှေ့နိုင်တဲ့စွမ်းအားနဲ့ချန်နီကိုလှမ်းခေါ်လို့မရဘူးလားဆိုတာပါပဲ။ဒီလိုနဲ့ပဲမရတဲ့အဆုံးအုံချောင်းကသူ့ဘာသာအိမ်ပြန်လာခဲ့ပါတော့တယ်။အရောက်တော့ချန်နီတို့ကအုံချောင်းတယောက်တည်းအထီးမကျန်ရအောင်မွေးနေ့ပါတီလေးလုပ်ဖို့ပြင်ဆင်နေကြပါတယ်။မွေးနေ့ကိတ်သွားဝယ်တဲ့လမ်းမှာချန်နီကအုံချောင်းကိုယုံကြည်ကြောင်းပြောပေမဲ့အုံချောင်းကတော့လူတွေကိုလွယ်လွယ်မယုံသင့်ကြောင်းပြောပြီးဝန်တာကင်းတာအဖွဲ့စီချန်နီကိုပို့လိုက်ပြီးချန်နီရဲ့စွမ်းအားအချက်လက်တွေကိုအကုန်ပြောပြလိုက်ပြီးတစ္ဆာဖောက်သွားပါတော့တယ်